Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဂျိုဂျောဖြစ်ပါတယ်ကဲဒီနေ့ကျွန်တော်ကတော့မနေ့ပြန် day 1 day 2ပြီးသွားပြီပေါ့နော် MS day 1 day 2ပြီးသွားတဲ့အချိန်မှာ day 3ရောက်လာတဲ့အချိန်မှာကျွန်တော် tip and trick လေးပြောချင်ပါတယ်ဘယ်သိနိုင်မလဲဆိုတော့ခံမှန်းပေးပါအောင်ပေါ့ပထမဆုံးသတင်းအနေနဲ့ crew ပါဟုတ်လားအိန္ဒိယအသင်းနဲ့ဂျီစစ်ဂျီတရုတ်အသင်းတို့တွေ့တဲ့အချိန်မှာဘယ်သိနိုင်မှာမလဲဆိုတော့ကျွန်တော်ကအိန္ဒိယအသင်းကိုတခုတော့သဘောကျရဗျအဲ့လိုမျိုး drop it တော့မစိုး drop it မစိုးနော်အိန္ဒိယတွေက drop it မစိုးတရုတ်အသင်းကဆော့တာမစိုးဒါပေမဲ့တော်တော်များများတော့တရုတ်တင်းနိုင်မယ်လို့ခံမှန်းပါပေါ့ကျွန်တော်လည်းခံမှန်းပါတယ်ဒါပေမဲ့မတော်တဆအိန္ဒိယအသင်းလေးများတပွဲနိုင်သွားမလားဆိုပြီးကျွန်တော်မျှော်လင့်ချက်နဲ့ဒီကောင်တွေကိုလိုက်ကြည့်သေးတယ်ဒီကောင်တွေဆော့တာဘယ်လိုပြောမလဲအိန္ဒိယတွေကလောဆယ်မှာကစားတာဟိုဘယ်လိုအနိုင်ယူရမလဲသူတို့မသိသေးဘူးတရုတ်တင်းတွေကြတော့ဒီတရုတ်တင်းတွေကဒီဆော့လာနည်းနည်းတော့ကြာပြီဒီဂျီစစ်ဂျီတို့ပါကျွန်တော်တို့တက်စီတနေ့နဲ့လောက်ရှိပါတော့အဲ့တော့အိန္ဒိယထက်ဆိုင်ဒီကောင်တွေကဘယ်လိုဂိမ်းအောင်ဘယ်လိုနိုင်ရမလဲဆိုတော့သိတယ်အဲ့တော့ကျွန်တော်တော့ဂျီစစ်ဂျီပဲကြိုက်တယ်ပေါ့နော်အိန္ဒိယ drop it ကောင်းတယ်ဒါပေမဲ့ဂျီစစ်ဂျီပဲနိုင်သွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ဂျီစစ်ဂျီပါနောက်သတင်းအနေနဲ့ကတော့ဖန်မိုးနဲ့တင်းစပရက်ဒီနေ့တရားကြတော့နည်းနည်းလက်ရည်ပိုင်းကကြည့်ရမှာဆိုဒီဖန်မိုးမှာလည်း error 404လို့နည်းနည်းဇောင်းကြွနေဗျerror 404ကနည်းနည်းတောင်းကျမ်းနေတယ်မှာပါတယ်ပြီးတော့တင်းစပရက်ကကြတော့အရင်ဟိုဂျန်ဂလာကလည်းအသက်ဆိုပေမဲ့ဒီကောင်ကကောင်းနေဗျဂျန်ဂလာနကောင်ကလက်ရည်မှာ error 404တာရဆိုရင်တော့မှတင်း5ပိုင်းမှာကျတော့စပရက်ကအပုံကြီးတာတယ်ဗျဘယ်လိုလဲဆိုတော့ဟိုဘယ်လိုပြောရမလဲတင်းစပရက်အကောင်တွေ drop it လောက်မကောင်းဒါပေမဲ့ဒီကောင်တွေ play ဆိုင်ရန်ကောင်းနေဗျဒီကောင်တွေသူတို့ထုတ်လာတဲ့ hero ကိုသူတို့ဘယ်လိုဆော့ရမလဲဆိုတာကောင်းကြီးသိတယ်အဲ့လိုမျိုးဒီအာရှအကောင်တွေနဲ့အဲ့ကောင်တွေနဲ့ကွာခြားချက်အဲ့ဒါပဲဗျဒီကောင်တွေမန်ကန်နစ်တွေအရင်မကောင်းမန်ကန်နစ်တွေအရင်မကောင်းလို့လဲအေးပေါ့အဲ့လိုလဲပြောလို့ရတယ်အရင်မကောင်းဒါပေမဲ့သူတို့သင်းဝိုင်ရန်ကောင်းနေဗျပြီးတော့သူတို့ mini spell လေးတုံးတဲ့ဟာတွေအဲ့လိုမျိုးရန်ကောင်းတယ်အဲ့တော့ကျွန်တော်ဗန်မိုးကတော့မနိုင်ဘူးထင်တာပဲတင်း spread ပဲနိုင်သွားမယ်လို့ကျွန်တော်ထင်တယ်အဲ့တော့တင်း spread ပါပဲနောက်သတင်းကတင်းဘယ်လက်ဒီလဲဘယ်လိုနေနေမှာဘယ်လက်ဒီနဲ့တင်းဖက်ကွန်ပြီးတင်းဖက်ကနောက်ဆုံးမှပြောမယ်ဒါတင်းဖက်ကွန်ပြီးနာနဲ့တင်းဖက်ကမင်လာနဲ့ IG အဲ့နဲ့နည်းနည်းစိတ်ဝင်စားကောင်းနေဗျတင်းဖက်ကွန်နဲ့ IG နဲ့အဲ့ IG ကလည်းဟိုတာယာဘလိုတို့တင်းလက်ရှိမှာမစိုးလို့ပြောလို့ရတယ်နေဆော့သွားတာတွေကမစိုးလို့ပြောလို့ရတယ်တင်းဖက်ကွန်ကလည်းသူတို့ဒီ white card ဒီမှာကောင်းတယ်ပေါ့နော်ကောင်းတယ် drop it လည်းမစိုးဒါပေမဲ့ဒီကောင်တွေကုန်ပြီလို့တော့ကျွန်တော်ထင်တယ်ဒီပြီးတော့ဒါပေမဲ့ကျွန်တော်ဒီနေ့သင်းကိုဘယ်လိုသင်းနိုင်မလဲလို့ခံမှန်းတဲ့ခါမှာကျွန်တော်အဲ့လိုမျိုးအပြင်ပိုင်းတွေပါခံမှန်းတာဗျကျွန်တော်ဒီ game ပိုင်းဆိုင်ရာကြည့်ပြီးသွားတဲ့အချိန်မှာသူတို့နှစ်သင်းကို level လို့ကျွန်တော်သတ်မှတ်လိုက်တယ်အဲ့ဒီအချိန်မှာအပြင်ပိုင်းဆိုင်ရာမှာကျွန်တော်ခံမှန်းတဲ့အချိန်မှာဒီ single သင်းတွေကြတော့အဲ့လိုမျိုးတင်းဝက်အဲ့လောက်မကောင်းတူးချင်းမကန်နေကောင်းတယ်ဒီစင်ကူသေးတယ်ဘာလို့ဆိုဒီကောင်နေနိုင်ငံမှာတည်ရတိုင်းပဲစင်ကူတွေကသူတို့ចောင်းတဲ့ဆော့တဲ့ကောင်တွေဗျာဒီချန်ပီယံဖြော်သွားမှာလားချန်ပီယံဖြစ်တဲ့တင်းကနည်းနည်းပါးစုပြီးဆော့လိုက်ထင်းတယ်အဲ့လိုမျိုးဖြစ်တော့ကျွန်တော်ကတော့စင်ကူတွေအဲ့လောက်တော့မကြဘူးတင်းဖက်ကွန်ကတော့မိုးရဲရေတွေရောက်ရင်ရုံသွားမယ်လို့တော့ကျွန်တော်ထင်တယ်တင်းဖက်ကွန်မန်နာအနေနဲ့အဲ့တော့မင်းပြန်မှာတင်းဖက်ကွန်မန်နာကြိုက်ပါတယ်စင်ကူတင်းပြောမရအောင်စင်ကူတင်းလဲတပွဲတော့နိုင်သွားနိုင်တယ်ဒါပေမဲ့တင်းဖက်ကွန်မန်နာတော့ match ဝင်တာဖြစ်လိုက်မှာပေါ့နော်အဲ့တော့ team fight ကိုမှန်တာကြိုက်ပါတယ်နောက်ဆုံးသတင်းအနေနဲ့ vitality နဲ့ team fight ကို Philippines နဲ့ vitality ကလက်ရည်ပိုင်းကိုကျွန်တော်သုံးသပ်ရမယ်ဆိုရင်တော့နှစ်သင်းလုံးကအင်ဒိုနဲ့ Philippines ဖြစ်တဲ့အတွက်နှစ်သင်းလုံးကတော့ချတယ်ဗျဒီဘက်က Flatizio ကို Guidizio ရက်ကောကလည်းနည်းနည်းချတယ်ဟို BDR အကောင်တွေကလည်းချတယ်မိုရီနိုတို့ဘာတို့သူတို့ MBM မှာ high ပြီးတော့ champion ရသွားတယ်ဒါပေမဲ့လက်ရှိမှာတော့ဒီနေ့ဆော့သွားတော့ high time movement တွေမနေ့ကဆော့သွားတယ်မှာ high time movement တွေမပါဘူးဒီတိုင်းလေးပဲပုံမှန်လေးပဲဆော့သွားကြတယ်သူတို့အိန္ဒိယတော့မှ drop it တော့နှိပ်သွားပါတော့ဒါပေမဲ့သူတို့ဆန်းလိုက်တယ်လို့ရှောက်လုပ်လိုက်တယ်လို့ကျွန်တော်ထင်တယ် drop it နှိပ်သွားဆိုပေမဲ့သူတို့ရှောက်လုပ်လိုက်တယ်ဒါပေမဲ့နိုင်တယ်ပေါ့နော်အဲ့တော့ဒီ battle လဲဒီ BDR ကိုလည်းကျွန်တော် BDR နဲ့ team fight ကို Philippines မှာကျွန်တော်ကတော့
ကိုက်ဒီစီကိုပဲရောင်းရမလားမိုရီနိုရောင်းရမလားဒီမတာမှာတော့ဒီနှစ်သိန်းချရင်ဘယ်သိန်းနိုင်မယ်ထင်လဲဆိုတာတယ်ဖိုက်တွေလောဖိုက်တွေကြီးရလောက်ကလည်းပုံမှန်ပဲဗျ flat DC တို့ကတော့မှအရင်စချတယ်ဗီဒီယိုလည်းအရင်ချနှစ်သိန်းလောက်အရင်ချနော်မင်းဘယ်လိုမြင်လဲတင်းဖိုက်တွေမှာတင်းဝါအကောင်နဲ့တင်းဖက်ကွန်ပဲနောက်ဆုံးကြရင်တော့နိုင်ဝမလို့ထင်ပါတယ်တင်းဖိုက်ကွန်ပဲလားဟုတ်တင်းဖိုက်ကတော့အဲ့ကောင်တွေကောင်းအောင်တယ်တင်းဖိုက်ကဒီ ကငါအီမန်ရဲ့ရုံကသိမ့်မကြိုက်ဘူးဒီကဒါပေမဲ့အီမန်နဲ့စူပါမာကိုက level 2ပဲဗျကျွန်တော်ပြောရင်အဲ့လိုဘလိန်ခံအီမန်နဲ့စူပါမာကိုအဲ့လောက်ကြီးနှစ်ယောက်လုံးကအဲ့လိုမျိုးကျွန်တော်ထူးထူးချွန်ချွန်ကြိုက်တဲ့ဂိုးလိန်းထဲမှာမပါဘူးသူတို့က level 2ပဲ EAB ရင်းရှင်တော့ flag ကိုလည်းကျွန်တော်အဲ့လောက်သဘောမကျဘူးအဲ့ဒီနှစ်သိန်းမှာကျွန်တော် BTR တော့မပေးချင်ဘူးကွာBTR ကအတွေ့အကြုံရဆိုရင်လည်းမဖြစ်နိုင်ဘူးနော်ရေထဲမူးရဲကြရင်ဟိုကောင်တွေလည်းရုံးမှာဟိုနဲ့ရုံးမှာနော်တင်းဖက်ကောင် flag ပေးမယ်နိုင်သွားမယ်လို့ကျွန်တော်ထင်တယ်အဲဒီနှစ်သိန်းကလည်းလက်မြရတယ်ဗျ match အဲ့လိုမျိုး best of 3ဆိုရင်game 3အထိရောက်သွားနိုင်တဲ့အခြေအနေမျိုးမှရှိရယ်နော်တင်းဖက်ကောင်ပဲပေးမယ်တင်းဖက်ကောင် flag ပေးမယ်ဟုတ်ကဲ့ပွဲစဉ်လေးတွေကဒါပါပဲကျွန်တော်ရွေးပေးခဲ့တဲ့ပွဲစဉ်လေးပြန်ပြောပါမယ်ပထမဆုံးတပွဲအနေနဲ့ GZG ပါနောက်တဲ့အနေနဲ့ team spread နောက်တဲ့အနေနဲ့ team fat ကိုမန်နာနောက်ဆုံးသတင်းကတော့ team fat ကို flip ပေးပါဟုတ်ကဲ့အားလုံးပဲဆင်ပြေကြပါစေ